Hi NSI မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာတကယ်ချင်းတို့ရေးလာမဲ့ဇူလိုင်လ10ရက်နေ့မှာဖိုင်နေအားလုံးစောင့်မျှော်နေကြတဲ့ season 2ထွက်ရှိလာတော့မဲ့ Isekai ကားကောင်းတစ်ကားရှိတယ်ဗျဒါကတော့တခြားမဟုတ်ပါဘူး Saga of Tanya the Evil ပဲဖြစ်ပါတယ်တခြား Isekai ကားတွေလိုမျိုးမင်းသားကကဘာကြီးကိုကယ်တင်တာမျိုးမဟုတ်ဘဲစိတ်တဆဆန်ဆန်စစ်ပွဲတွေကိုယူယူမှုမှုဆင်နွှဲမဲ့လော်လီမာလေးတယောက်အကြောင်းကိုရိုက်ထားတာပါ season 2မလာခင်ဒီကားကဘာလို့ဒီလောက် hype ဖြစ်ပြီးမဖြစ်မနေပြန်နှွှဲထားတဲ့လဲဆိုတာကဲစက်ကြည့်လိုက်ရအောင်ဗျာဇလန်ရဲ့အစမှာဂျပန်နိုင်ငံကလုံးဝနှလုံးသားမရှိပဲကုမ္ပဏီဝန်ထမ်းတွေကိုအကျဉ်းသားတရားကင်းမဲ့စွာအလုပ်ဖြုတ်တတ်တဲ့ Asset Executive အရာရှိတယောက်ရှိခဲ့တယ်ဗျ။တနေ့မှာတော့သူအလုပ်ဖြုတ်ခဲ့တဲ့ဝန်ထမ်းတယောက်ရဲ့တွန်းချမှုကြောင့်ရထားချိတ်ပြီးကွက်လွန်သွားခဲ့ပါတယ်။ဒါပေမဲ့သူတေကန်ဒီအချိန်မှာနဖျားလို့ခေါ်တဲ့ Being X ဆိုတဲ့တရှိမှုကြီးပေါ်လာပြီးသူ့ရဲ့စိတ်တစားဆန်ပြီးဘာသာတရားမရှိတဲ့စိတ်ဓာတ်ကိုပြုပြင်ဖို့အတွက်မော်ရီနဲ့ပထမကဘာစစ်အငွေတက်တွေရှိတဲ့တခြားကဘာတစ်ခုစီကိုအသက်မအတင်ပို့ဆောင်လိုက်ပါတော့တယ်။ပို့ပြီးဆိုတာကအဲ့ဒီကဘာမှာသူဟာမိဘမဲ့စစ်ဘေးဒုက္ခတွေတယောက်တန်းရဒီဂရီချော့ဖ်ဆိုတဲ့လော်လီမာလေးတယောက်အနေနဲ့ဝင်စားသွားတာပါဒါပေမဲ့သူကဘဝကိုလွယ်လွယ်နဲ့အရှုံးပေးမဲ့ကောင်တော့မဟုတ်ဘူးဗျသူကကလေးဘဝတည်းကတည်းသူ့ရဲ့အတိတ်ဘဝတိညာတွေတွက်ချက်မှုတွေနဲ့စစ်တပ်ထဲကိုစောစောစီးစီးဝင်ရောက်ခဲ့ပါတယ်သူ့ရဲ့ရည်ရွယ်ချက်ကတော့စစ်မြေပြင်ရဲ့နောက်တန်း safe zone မှာအေးအေးဆေးဆေးရာထူးကြီးကြီးနဲ့တတောင့်တတနေနိုင်ဖို့ပါပဲဒါပေမဲ့ Being X ကနှောက်ယှက်မှုတွေကြောင့်တန်းညက်ဟာသူမမလို့ခြင်းနဲ့တကယ်ကိုသွေးချောင်းစီးနေတဲ့ရှေ့တန်းစစ်မျက်နှာပြင်တွေစီကိုပဲအမြဲတမ်းပို့ဆောင်ခြင်းခံရတယ်ဗျာဒါပေမဲ့ပိုလန်နာကတန်းညက်ရဲ့တိုက်ခိုက်ရေးအရေးချင်းတွေနဲ့မော်ဆွမ်းအင်တွေကတကယ်ကို monster ကြီးလိုပဲဗျရန်သူတွေကိုတနာညတာမှုလုံးဝမရှိပဲမျက်နှာသေးကြီးနဲ့အမှုန့်ကျိတ်ပစ်တာကြည့်ရတာလုံးဝကိုသွေးဆူစေပါတယ်သူမရဲ့စစ်ဗျူဟာမြပါရမီကြောင့် Empire ထဲမှာတဖြည်းဖြည်းရာထူးတွေတက်လာပြီး The Devil of the Rhyme ရဲ့မိတ်ဆာမဆိုပြီးရန်သူတွေကမဟာမိတ်တွေကပါအကြောက်တူးတုံရတဲ့အထိနာမည်ကြီးလာပါတော့တယ်ဒီကားကို Studio Note ကတာဝန်ယူရိုက်ကူးထားပြီးတိုက်ပွဲတွေကကောင်းကင်ရံမှော်တနှက်ပစ်ခတ်မှု effect တွေစစ်တပ်တွေရဲ့ချီတက်မှု vibe တွေပထမကဘာစစ် visual design and art တွေကတကယ့်ကို dark sensor ဆွဲမှတ်စရာကောင်းလာပါတယ်ဗျာအထူးသဖြင့်တန်းညရဲ့စိတ်တဆဆန်ဆန်မျက်လုံးပြူပြီးရေမောနေတဲ့အရာတွေကဒီကားရဲ့အသက်ပါပဲဒါမဲ့ဇူလိုင်လ10ရက်နေ့မှာထွက်လာမဲ့ season 2ကတော့တန်ညာနဲ့ Empire စစ်တပ်ဟာပုံမကြီးမားတဲ့ကဘာစစ်ကြီးတဲကိုရောက်ရှိသွားမှာဖြစ်ပြီး Being X နဲ့တန်ညာတို့ရဲ့အပြိုင်မှုကဘလို့တွေဆက်ပြီးပြင်းထန်လာမလဲဆိုတာလုံးဝကိုရင်ခုန်စရာကောင်းနေပါပြီဗျာချုပ်ရရင်တော့ဗျာ Saga of Tanya the Evil ဟာ Isekai ကားတွေထဲမှာတမူထူးခြားပြီး Dark Sansan Action ကားတွေနဲ့ပြည့်နှက်နေတဲ့လုံးဝလက်မလွတ်တဲ့ကားကောင်းတစ်ကားဖြစ်လို့ season 2မလာခင်အခုပဲအပြက်ပြန်ကြည့်ဖို့ညွှန်ညင်ပါတယ်ဗျာတကယ်ကျွန်တော်ရောစစ်မင်းသမီးလေးတန်းညရဲ့အကျဉ်းဆုံး moment တွေပဲအကွက်တွေကိုအကြိုက်ဆုံးလဲဆိုတာ comment မှာပြောသွားခဲ့ပါအောင်နော်ကျွန်တော်တို့ရဲ့ NSI မြန်မာ channel က anime review တွေကိုအကောင်းဆုံးတင်ဆက်ပေးမဲ့ channel အသစ်ကလေးမလို့တကယ်ကျွန်တော်ရဲ့ like and subscribe အားပေးမှုတိုင်းကကျွန်တော်တို့တော့အများကြီးတန်ဖိုးရှိပြီးရှေ့ဆက်ဖို့ခွန်အားဖြစ်စေပါတယ်ဗျာအားလုံးပဲတတာ